ကဲဒီမှာမွေရတဲ့ဆေးမင်ကြီးတွေလက်ကောက်ရဲ့ကြောက်အရင်တုံးကုန်ကျွန်တော်မစ်ကန်ပြီးလမ်းဆောင်ရင်းနဲ့ကောက်ရခဲ့တာပါအဲ့ဒီအချိန်ကသူ့ဟာခြေထောက်နားမှာမြင်သက်စွာတဲ့ရှိနေခဲ့တာပါမွဲချောက်အပေါ်ရန်အခွန်ကသူ့ရဲ့မထီမရှာကတရင်သားကိုဖုံးအုပ်ထားပြီးလူထော်တော်များများကတော့သူ့ကိုခက်မြင်မြန်ပဲတစ်ချက်ကြည့်ပြီးဒီလိုကြောက်မျိုးကအယောင်အသွေးရှုပ်ပြီးတန်ဖိုးမရှိဘူးလို့ထင်မှတ်ကကြော်သွားကြမှာအသေးအချာပါပဲဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့သူ့မှာထူးခြားမှုရှိတယ်လို့ခံစားမိခဲ့လေဒီလိုအလိုလိုတိတဲ့စိတ်ဟာကြောက်တယ်နဲ့နှစ်ပေါင်းများစွာထိတွေ့ရကရလာတာပါဒီလိုရေစီးနဲ့အကျဉ်းတိုက်စားခံခဲ့ရတဲ့ကြောက်မျိုးကခုချိန်ထိရှိနေခြင်းကကိုအံ့ဩစရာတစ်ခုဖုံးကွယ်ထားတတ်လို့ပါပဲဒီလိုနဲ့ကျွန်တော်အလုပ်ယုံကိုပြန်ယူလာခဲ့ပြီးအပေါ်ရန်အခွန်ကိုဖြည်းဖြည်းချင်းဖက်ရှားရှင်းလင်းခဲ့တယ်ပြီးတော့မှတတိထားပြီးဖြတ်တောက်လိုက်ပါတယ်ဓာထွာကျသွားတဲ့အခိုက်အတန့်မှာဟဲကျွန်တော်စိတ်ထဲတည်ငြိမ်သွားခဲ့တယ်ရေခဲလိုကြည်လင်နေတဲ့အတွင်းသားထဲမှာနှွေးထွေးတဲ့အဝါရောင်နဲ့ဆေးမင်ရောင်တွေရောရှက်နေတာကိုတွေ့လိုက်ရတယ်အချိန်တွေကတင်းစီးပေးထားတဲ့စောင်းဦးရာသီတောင်တန်းရှုခင်လိုပါပဲဆေးမင်ရောင်ကအေးမြတ်တဲ့တောင်တန်းလိုအဝါရောင်ကနေဝင်စီးစာရောင်ချီလိုအလွှာလိုက်ခြားနားနေပြီးစက်ကူဖြူပေါ်မှာခြေထားတဲ့ဆေးမင်ပန်းချီကတစ်ချက်လိုပါပဲတောင်တန်းတွေပေါ်မိုးရွာပြီးစကြည်လင်တဲ့စောင်းဦးညိနေခင်လိုကြပြားဆက်နေပါတယ်သူ့ရဲ့အတွင်းသားကတန့်စင်ပြီးနူးညံ့လာတယ်အလင်းရောင်ကလည်းနှွေးထွေးညင်သားစွာထပ်ပေါ်နေပြီးအဖျင်ပန်းပုံပန်းတက်ထန်နဲ့လုံးဝကိုမတူညီတော့ပါဘူးဒါဟာတကယ်ကိုရှားပါတဲ့ကြောက်ကောင်းတဲ့တုံးပါပဲကျွန်တော်မီးရောင်အောက်မှာအထက်ထက်လဲ့ကြည့်ရင်စိတ်ထဲမှာအကြံတစ်ခုပေါ်လာခဲ့ပါတယ်ဒီလိုကြောက်မျိုးကိုအပူအစင်တန်စာရီမလိုလာပါဘူးသူ့ရဲ့ပင်ကိုတဘာဝအလားအတိုင်းတန်ဖိုးထားပြီးပွန်ဖော်ရကတာအကောင်းဆုံးဖြစ်မှာပါဒီလိုပင်ကိုအလားကတာပိုပြီးတန်ဖိုးရှိလာပါပဲဒီလိုစဉ်းစားနေတော့မှာပဲတက်ကတော်ကဘွက်ရခါစား00ဟောက်ကောင်မလေးတယောက်ကကျွန်တော်တင်ထားတဲ့လက်ရာတွေကိုမြင်သွားပြီးကျွန်တော်စီကိုဆက်တွယ်လာခဲ့ပါတယ်သူမကငဲစင်ကလေးကအဘွားချစ်သူကပဲတအူးတဲ့ပြုစုဆောင်ရှောက်ခဲ့တာလို့ဆိုပါတယ်သူမရဲ့မိဘတွေကတော့တနစ်ပတ်လုံးအဝဲမှာအလုပ်လုပ်နေကြရတာပါသူ့အဘွားကချွေတာဆွတ်ဆောင်ပြီးဒီမြင်းမလေးကိုပြုစုပြောထောင်ခဲ့တာအခုတော့သူ့ဘွက်ရပြီးအလုပ်ဝင်နေပါပြီသူ့ရဲ့ပထမဆုံးလစားနဲ့အဘွားအတွက်ထူးခြားတဲ့လက်ဆောင်တစ်ခုပြင်ဆင်ပေးချင်ခဲ့ပါတယ်တိုက်ဆိုင်စွာနဲ့ပဲဒါကအဖွားရဲ့82နှစ်ပြည့်မွေးနေ့ဖြစ်နေပါတယ်သူကလက်ကောက်တကွင်းလက်ဆောင်ပေးချင်ခဲ့တာပါအဖွားကျမ်းမှာပေးကင်းဖို့ဆူတောင်းရင်းပေါ့သူ့ကျွန်တော်ကိုထက်ခါတလဲလဲပြောခဲ့တာကဈေးကြီးဖို့မလိုပေမဲ့ကြည်လေမယိုးနိုင်တဲ့အသွင်အပြင်နဲ့ခံစားမှုမျိုးရှိတဲ့ဒီဇိုင်းကိုလိုချင်တာပါတယ်ဒါဟာအဖွားရဲ့မေတ္တာလိုပါပဲတိတ်ဆိတ်ပေမဲ့အားရင်အပြည့်နဲ့ပါသူ့စကားကိုကြားပြီးကျွန်တော်စိတ်ထဲဒီကြောက်တုံးလေးကိုချက်ချင်းမြင်ရောက်လာတယ်ကျွန်တော်သူ့ကိုပြောလိုက်ဒီကြောက်ကိုပန်းမှုထွင်းเสียမလိုပဲသူ့ရဲ့တဘာဝမင်ချေပန်းချီအထွေအတိုင်းအယောင်တင်ဟော့အကြံပေးခဲ့တယ်ဒီလိုရိုးရှင်းတဲ့လက်ကောက်လေးကသာအဖွားအတွက်အသင့်တော်ဆုံးလက်ဆောင်ဖြစ်မယ်လို့ပြောပြခဲ့ပါတယ်သူကလည်းချက်ချင်းပဲသဘောတူပြီးဆရာဒါလေးပဲလုပ်ပေးပါဆရာအမင်ကိုယုံကြည်ပါတယ်ဆိုပြီးမာယူခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာ2ရက်လုံးအလွတ်စားပွဲရှိမှာပဲနေခဲ့ရပါတယ်ဒီလိုမင်းချဲပန်းချီဟာလက်ကောက်မျိုးကစိတ်ရှည်မှုကိုအစမ်းသက်ဆုံးပါပဲကြောက်ရဲ့တဘာဝအစင်းကြောင်းဒီအတိုင်းအချိုးအကွေးတွေကိုဖြည်းဖြည်းချင်းညှိယူရပါတယ်ထက်ခါအယောင်တင်ရင်ဆက်သွဲတာနင်းနေပေါ်သွားရင်ပုံရိပ်ကဝါးသွားနိုင်ပြီးလိုသွားပြန်ရင်လည်းကြောက်သားရဲ့ကြည်လင်နုညံ့တဲ့အသွင်ပြင်ကပေါ်လွင်လာမှာမဟုတ်ပါဘူးနှစ်ရက်တီအချိန်ယူပြီးဒီကြောက်တုံးလေးကိုအချောတက်ခဲ့တယ်ဒီကြောက်စိမ့်လက်ကောက်ကိုအချင်းချင်းပုံဖော်သွေးယူရပါတယ်အယောင်တင်တဲ့အပိုင်းမှာလည်းအသေးစိတ်ဂရုစိုက်ရပါတယ်နောက်ဆုံးမှာတော့လက်ရမြောက်တဲ့လက်ကောက်လေးထွက်လာတဲ့အခါကျွန်တော်တောင်သူ့အလားမှာမိန်မောပြီးထက်ခါကြည့်နေမိပါတယ်သူ့ရဲ့ရေခဲလိုကြည်လင်တဲ့အသားပေါ်မှာတော့မိုင်းပြရောင်အကွက်လေးတွေကအဝဲကတောင်တန်းနေလိုပါပဲနေဝင်ချိန်လိုအဝါရောင်နွေးနဲ့မီးခိုးရောင်တို့ကအနုအရင်ရောရက်နေပုံကတဘာဝအတိုင်းချစ်ပေါ်နေတဲ့စောင်းဥရာသီတောင်တန်းရှုခင်းပန်းချီကတစ်ချက်လိုပါပဲလက်ကောက်လေးကိုဖြင်းညင်းစွာလှည့်ကြည့်လိုက်တဲ့အခါအလင်းနဲ့အရိပ်ရဲ့ကစားမှုကြားမှာတောင်အရိပ်တွေရွေ့လျားနေတယ်လို့တင်းဆိုင်တွေလှိတ်တက်လာတယ်လို့ခံစားရစေပါတယ်အချိန်တွေရဲ့အနှစ်သာရကိုဖျော်ပြနေတဲ့နူးညံ့တဲ့အလှကိုပေးစွန့်ပါတယ်မထင်မရှားနဲ့ကြည်လေးပိုပြီးအရသာတွေ့လေပါပဲဒါကြောင့်ဒီလက်ကောက်လေးကိုတော့ကျွန်တော်ကနာမည်လေးပေးခဲ့ပါတယ်စောင်းဦးတောင်တန်းရဲ့နေဝေစီးစာ Autumn Mountain Twilight ပေါ့အဘွားရဲ့နေ့ရက်တိုင်းကဒီရှုခင်းလို့အေးချမ်းတာရငင်းချမ်းစေဖို့ပါဒီလက်ကောက်ပုံလေးကိုမြင်တဲ့အခါကောင်မလေးကအကြာကြီးတိမ်နေပြီးခဏကြာမှလို့သူကစာပြန်ပို့လာခဲ့ပါတယ်သူကပြောတယ်ဒါဟာသူ့အဘွားကိုပေးချင်တဲ့ခံစားမှုမျိုးပါပဲတဲ့တိတ်ဆိတ်ငင်းတက်ပြီးနူးညံ့မှုတွေအပြည့်နဲ့ကောသူ့ရဲ့စေတနာတွေလည်းအပြည့်အဝပါဝင်တယ်လို့ဆိုပါတယ်နောက်တော့သူကရှက်တယ်လို့နဲ့ကျွန်တော်ကိုပြောလာပါတယ်ဘွဲရကားစားမို့ကြောက်ဖိုးပေးပြီးနဲ့လက်ခလျို့ပေးနိုင်မလားတဲ့သူမကပိတ်ဆန်နဲခြံပြီးအဘွားအကြိုက်ဆုံးပန်းစည်းဝယ်ပေးချင်လို့ပါဒီစကားကိုကြားလိုက်ရတဲ့အခါကျွန်တော်ရင်ထဲနှွေးထွေးသွားတဲ့တစ်ဖက်မှာလူပေါင်းထဲဝင်ရတဲ့ဖိအားတွေရှိနေချိန်မှာတစ်ဖက်မှာတော့မဖုံးနိုင်တဲ့မေတ္တာနဲ့တည်တတ်မှုတွေရှိနေခဲ့ပါတယ်ဒီလိုစင်ကြဲတဲ့စေတနာမျိုးဟာတန်ဖိုးကြီးလက်ဆောင်တွေထက်ပိုပြီးတော့စိတ်နှလုံးကိုထိမိစေနိုင်ခဲ့ပါတယ်ကျွန်တော်ကသူ့ကိုပြန်ပြောလိုက်ပါတယ်ဒီလက်ဆောင်ရတန်ဖိုးကိုငွေကြေးနဲ့တိုက်တာလို့မရတဲ့အကြောင်းပေါ့လက်ကိုကျွန်တော်မယူတော့ပါဘူးဒါကိုအပွားအတွက်ကျွန်တော်တို့အတူပေးတဲ့မင်္ဂလာလက်ဆောင်လို့တဘိုးထားရအောင်ပါ
ကျွန်တော်ဒီလိုဗီဒီယိုတွေရိုက်နေတာနာမည်ကြီးချင်လို့မဟုတ်ပါဘူးလူအများတိစေချင်တာကကြောက်ကောင်းရဲ့တန်ဖိုးဟာကြော်ညာတွေနဲ့တိဆောက်ထားတာမဟုတ်ပါဘူးဒါဟာမိဘအပေါ်တိတတ်တဲ့စေတနာမျိုးလိုပါပဲဒါကိုလည်းစေးနှုံးနဲ့တိုင်းတာလို့မရပါဘူးတချို့ကတွေ့တာနဲ့ကြော်သွားကြတာကိုကျွန်တော်နားလည်ပေးနိုင်ပါတယ်ဒါပေမဲ့ခဏရက်ပြီးအားပေးတဲ့သူတွေအသေးပုံလေးတွေပေးသွားသူတွေစူတောင်းစကားလေးတွေခြံခဲ့တာကိုလည်းကျွန်တော်အမြဲအမှတ်ရနေမှာပါတင်ထားဒီနေရာအထိကြည့်နေသေးတယ်ဆိုရင်တော့သာမန်ကြောက်တုံးလေးတတုံးကနေစေတနာအပြည့်နဲ့လက်ဆောင်တစ်ခုဖြစ်ဘလို့ပြောင်းလဲသွားလဲဆိုတာကိုစိတ်ဝင်စားနေလို့ပဲဖြစ်မှာပါဒီမင်ခံရွှေစည်းချေကြောက်လက်ကောက်လေးကိုရောခမရတော့ဘလို့မြင်ကြပါသလဲကမင်းတကာဖန်တီးထားတာမျိုးမဟုတ်ပဲနူးညံ့သိမ်မွေ့တဲ့အလားကိုခန်းစားမိရလားဒီလိုစေတနာကတင့်ကိုလည်းလွတ်ခတ်စေရင်အချိန်1စက္ကန့်လောက်ပေးဒီလက်မှုပညာရှင်အသက်အသေးပုံလေးဒါမှမဟုတ်ဒီအဖွားအသက်ဆူတောင်းစကားလေးခြံခဲ့ပေးပါလားကျေးဇူးတင်ပါတယ်